အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအသုံးပြုတဲ့ concrete cover ဘယ်လောက်တုံးနဲ့ concrete curing wall အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ concrete block တုံး concrete cover block တုံးကိုအသုံးပြုရခြင်းရဲ့ရည်ရွယ်ချက်က river တန်တွေကိုလိုအပ်တဲ့ cover အနေထားရရှိစေဖို့နဲ့မှန်ကန်တဲ့ position အနေထားရရှိစေဖို့အတွက်ဖြစ်ပါတယ်။ concrete cover ဘယ်လောက်တုံးပြုလုပ်ပုံအစဉ်စဉ်ကတော့လောက်ရမဲ့တန်လောက်ကွက်မစတင်ခင်14ရက်အလို2ပတ်အလိုကနေကြိုတင်ပြုလုပ်ထားပါမယ်။ cover ဘယ်လောက်တုံးတွေကိုဘီလက်မီတစားသဲတစားဒါမှမဟုတ်ရင်ဘီလက်မီတစားသဲနှစ်ဆအချိုးနဲ့ရောဆက်ပြုလုပ်နိုင်ပါတယ်။ cover ဘယ်လောက်တုံးတွေပြုလုပ်တဲ့နေရာမှာကြောက်လုံးဝမထည့်သင့်ပါဘူး။ဘယ်လောက်တုံးတွေကိုလုပ်ပြီးတော့နောက်နေ့မှာရေစိမ်ထားပေးရပါမယ်။ concrete ဘယ်လောက်တုံးတွေကိုအလွယ်တကူယူပြီးတော့သုံးဆွဲနိုင်ဖို့အတွက်သူ့ site အမျိုးအစားလိုက်ခွဲပြီးတော့ရေစိမ်ထားပေးသင့်ပါတယ်။အရေးသွေးညံ့တဲ့ cover block တုံးတွေဒါမှမဟုတ်ရင်အရေးသွေးညံ့တဲ့ဘီလက်မြေနဲ့ပြုလုပ်ထားတဲ့ cover block တုံးတွေကိုသုံးမိမယ်ဆိုရင်ကွက်ကြေတာမျိုးတွေဖြစ်တတ်ပါတယ်အထူးသတိပြုလုပ်ဆောင်သင့်ပါတယ်အဆောက်အဦဆောက်လုပ်တဲ့အခါမှာ RC structure တွေမှာသုံးလေးရှိတဲ့ cover block တုံးအရွယ်အစားတွေကမြေတွေရေတွေနဲ့အမြဲထိတွေ့နေတဲ့နေရာတွေမှာဆိုရင်သုံးလက်မစရဲ့အရွယ်အစားမြေတွေရေတွေနဲ့တခါတရံထိတွေ့ရတဲ့နေရာတွေမှာဆိုရင်တစ်လက်မခွဲကနေနှစ်လက်မကောလန်တွေဘီးနေရာမှာဆိုရင်တစ်လက်မခွဲစရဲ့အရွယ်အစားနေရန်နေနဲ့ slat တွေလောင်းတဲ့အခါမှာသုံးမတ်ဆိုင်ရွယ်စား cover block တုံးတွေကိုအသုံးပြုပေးရပါမယ်။ဒီဇိုင်နာရဲ့ structure design အရ concrete cover block တုံးအရွယ်စားသတ်မှတ်ချက်ကပြောင်းလဲနိုင်ပါတယ်။ concrete curing ပြုလုပ်ခြင်းအကြောင်းအရာတွေကတော့ concrete strength တိုးတက်ကောင်းမွန်စေဖို့ concrete ကြံ့ခိုင်မှုအကောင်းပြီးတော့ရေရှည်အသုံးခံနိုင်ဖို့အတွက် crack တွေဖြစ်ခြင်းကနေကာကွယ်ဖို့အတွက် concrete ရဲ့အကောင်းဆုံးအရေးသွေးရရှိစေတဲ့အပြင်တခြားသောအကြောင်းအရာများစွာတို့ကြောင့်ဖြစ်ပါတယ်။ကွန်ကရစ်မှာပါဝင်တဲ့ဓာတ်တွေကအပူဓာတ်ကိုထုတ်လွှတ်ပေးတဲ့အတွက်ကြောင့်သူကနေထွက်လာတဲ့အပူကိုထိန်းသိမ်းနိုင်ဖို့အတွက်လည်းရည်ရွယ်ပါတယ်။ကွန်ကရစ် curing ပြုလုပ်နိုင်တဲ့နည်းလမ်းတွေကတော့ကွန်ကရစ်ကိုရေရအောင်ပြုလုပ်ခြင်းရေဖြန့်ခြင်းရေအိုင်ငယ်တွေဖန်တီးခြင်းရေလုံးလွှာပါဖုံးအုပ်ခြင်းရေနွေးငွေ့ဖြန့်ခြင်းဂုံဒီအိတ်ကိုရေစွပ်ပြီးတော့ဖုံးအုပ်ပေးခြင်းနည်းလမ်းတွေပဲဖြစ်ပါတယ်။ကွန်ကရစ် curing လုပ်တဲ့နည်းများစွာတွေကနေမြန်မာနိုင်ငံမှာတော့ရေဖြန့်တဲ့နည်းကိုအများဆုံးအသုံးပြုကြပါတယ်။ဒုတိယအသုံးအများဆုံးနည်းကတော့ရေဆိုးဂုံဒီအိတ်ကိုဖုံးအုပ်ပေးတဲ့နည်းဖြစ်ပါတယ်။ curing လုပ်ငန်းကိုကွန်ကရစ်လောင်ပြီးမှခဲသွားတဲ့အချိန်2နာရီခန့်ကစတင်ပြီးတော့လှုပ်ဆောင်နိုင်ပါတယ်။ curing လုပ်ခြင်းကိုအနည်းဆုံးတစ်နေ့3ချိန်9ရက်ကနေ14ရက်တစ်ပတ်ကနေ2ပတ်အထိလှုပ်ဆောင်သင့်ပါတယ်။အဆောက်အဦအကျန်းထဲချောတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စုံစမ်းမေးမြန်းလုပ်ခြင်းနဲ့ဆိုရင် Genius Empire Engineering and Construction ဖုန်းနံပါတ်099693132199ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။